Tama chanza ya Tamaonga Lama Jude, she out Tashin Jude, the Reka Pay out Wale, Trublo Sindales Rao, General Chanza Net Lila Jiao. Through a Marana Nangango, Hebe Badanes of Hades so Kore, Gribadanes so Shore, Ili Lugarosh Help, Memalo Marana Nangamba, Pinjaiba. ဒီစင်ချိုင်းကိုရောက်သွားတဲ့ဥစ္စာကိုရှေးအောင်ဂျူးလူမျိုးတွေကမနှစ်သက်ပါဘူးသူတို့လူမျိုးတော်စီဝေးရာသို့ရောက်တယ်အဲ့ဒါလိုယူဆတယ်လူသေးလို့ရှိရင်တော့မြေကြီးအောက်ကိုရောက်တယ်လို့ကျမ်းစာကပြောထားပါတယ်မြေကြီးပေါ်တတ္တဝါမြေကြီးအောက်တတ္တဝါကောင်းငင်တတ္တဝါကျမ်းစာကအဲ့လိုသုံးခုဖော်ပြပြီးတော့မြေကြီးအောက်ဆိုတဲ့ဘောကသေသောသူတို့ရောက်စာရမာရနာနိုင်ငံကိုရောက်တယ်မာရနာနိုင်ငံမှာလူသေးတို့ကိုစုစည်းထားတယ်အဲ့ဒီစုစည်းထားတဲ့ဥစ္စာကိုတမောင်းကြမှာဘယ်လိုစဉ်းစားသလဲကျွန်တော်ကျမ်းစာတစ်ခုကိုဖတ်ကြည့်အောင်ရှေလုကာခရစ်ဝင်ကျမ်းအခန်းကြီး6 19-26ထိဖတ်ကြည့်မယ်လာဇရုအမည်ရှိသောထိုဆင်းရဲသားသည်သေလွန်၍ကောင်းကင်တမန်တို့သည်အာဗြဟံရင်ခွင်သို့ပို့ဆောင်ကြ၏တထေးသည်လည်းသေလွန်၍တကြိုချင်းကိုခံရလေ၏မာရနိုင်ငံ၌ပြင်းပြစွာသောဝိဇ္ဇာကိုခံရလျက်မျှော်ကြည့်၍အာဗြဟံကို၎င်းအာဗြဟံရင်ခွင်၌လာဇရုကို၎င်းအဝေးကမြေလင်းအိုးအပအာဗြဟံကျွန်ုပ်ကိုကယ်မသနာတော်မူပါကျွန်ုပ်သည်မိလျာ၌ပြင်းစွာခံရသောကြောင့်လာဇရုသည်မိမိလက်ဖြာကိုရေ၌နှိပ်၍ကျွန်ုပ်၏ရှာကိုအေးစေခြင်းကသူ့ကိုကျွန်ုပ်ရှိရာသို့စေလွှတ်တော်မူပါဟုဟစ်ကြော်လေ၏အာဗြဟံကလည်းငါသားအသင်သည်အသက်ရှင်စဉ်ကချမ်းသာရာရသည်ကို၎င်းလာဇရုသည်ဆင်းရဲစွာနေရသည်ကို၎င်းအောက်မေ့လော့ယခုမူကားသူသည်သက်သာခြင်းရှိ၏သင်သည်ဒုက္ခဝေဒနာကိုခံရ၏ထိုမှတပါငါတို့နှင့်သင်တို့စัจ जा၌အလွန်နဲ့လစွာသောကြောက်ကြီးတည်လက်ရှိ၏ထို့ကြောင့်ဤရမှသင်တို့ရှိရာသို့ကူးချင်သောသူမကူးနိုင်ထိုအရမှငါတို့ရှိရာသို့ကူးချင်သောသူလည်းမကူးနိုင်ဘူးဆို၏တဲ့ဒီပုံမှာကယေရှုကိုယ်တိုင်ပြောသောပုံမှာနမိတ်နဲ့တကွပေါ်ပြတယ်တချို့သော JW နဲ့ SCA တို့ကတော့ဒါကဂျူးတွေမှတ်ယူထားတဲ့ပုံမြင်ကိုကြောက်လာအောင်ယေရှုကပုံဆောင်ပြောတယ်လို့သတ်မှတ်လိုက်ပြီးတော့ညင်းပယ်တယ်အမှားတော့လူသေးရင်မြေအောက်ကိုရောက်တယ်မြေအောက်မှာတထေးကြီးရှိတဲ့ပူလောင်သောအရာအဲ့ဒီကနေနောက်တစ်ဖက်မှာလာဇရုသည်အာဗြဟံရင်ခွင်မှာရှိသောငြိမ်းချမ်းသောအရာဒီအရာနှစ်ခုကိုသူတို့လှမ်းမြင်ရတော့လဲနဲ့စွာသောကြောက်ကြီးတားဆီးသောကြောင့်သူတို့ကူးချင်တိုင်းကူးလို့မရဘူးလို့ဆိုထားတယ်ဒါမြေအောက်မှာရှိတဲ့အာဗြဟံနဲ့အေးချမ်းစွာနေရသောအရာသည်ပရသုတဘုံလို့ကျွန်တော်တို့ယူဆပါတယ်ဒါပရသုတဘုံမှာယေရှုကိုယ်တိုင်ကလက်ဝါးကတိုင်ပေါ်ကသခိုးသူကိုဒီနေ့ပင်လေတင်စီငါးနဲ့သူပရသုဘုံတို့ရောက်လိမ့်မယ်လို့ကဲတင်တဲ့ဆိုမှားရပါယေရှုသေခဲ့ပါတယ်သခိုးဓမြလည်းသေခဲ့ပါတယ်သူတို့နှစ်ယောက်လည်းပရသုဘုံကိုရောက်ပါတယ်အဲကြောင့်ဒီရှေးဟောင်းဂျူးလူများယူဆတဲ့သူတို့သေပြီးတော့ဘယ်ရောက်တယ်လဲသူတို့ဟာအာဗြဟံရင်ခွင်ထဲကိုရောက်တယ်ယူဆတယ်လို့မို့ပူလောင်စွာခံစားနေရတော့တစ်ဖက်ချမ်းကိုရောက်တယ်ဒီနှစ်ခုကိုဂျူးလူမျိုးကအိုဒီကာလဓမ္မဟောင်းကာလမှာယုံကြည်သောယူခြင်းဖြစ်ပါကြောင်းသိထားစီလိုပါတယ်